မင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့တယောက်ယောက်ကမောင်ညက်တစ်ချက်ကိုချမ်းပြမော်တန်းပြစ်လိုက်ပြီးတဲနဲ့ပြန်ဖုံးလိုက်တာတင်သီလားဒါကဒေတာကန်တွေရဲ့ထူးခြားတဲ့ပေါင်းမိုးထုံတွေပါတဲကွင်းပြင်မှာနေတဲ့လူတွေမှာမီးရှိမှာမဟုတ်တလို့မီးပို့တောင်မရှိပါဘူးဒါပေမဲ့ဒီလိုအခြေအနေကြားထဲမှာတောင်စားလို့ကောင်းတဲ့အရာတွေကိုလိုက်ရှာနေကြတဲ့လူတွေရဲ့စားကျင်စီကိုမတားဆီးနိုင်ပါဘူးဒေတာတော့ဖြစ်တဲ့တဲချမ်းကိုအသုံးပြုပြီးလူတွေကဒီလိုထူးခြားတဲ့ပေါင်းမုတ်ဖုံလေးကိုတီထွင်လာကြတယ်တဲထဲမှာပေါင်မုတ်ဖုတ်တာကအကျိုးကျေးဇူးများပြီးမုံညက်ကိုအပူညီညာစွာရရှိအောင်လှုပ်ဆောင်နိုင်တဲ့အပြင်ဒေအောလိုမျိုးကိရိယာတွေတောင်မလိုအပ်ပါဘူးအထူးတစ်ထည်တောထဲမှာလိုနေရာမျိုးမှာဒီနီးနဲ့ပေါင်မုတ်လောက်တာကအတော်လေးအဆင်ပြေပါတယ်မုံညက်နယ်ပြီးတာနဲ့လူတွေကတဲချမ်းပေါ်မှာမီးရှို့ကြတယ်မီးသွေးတွေကိုအထုံးဖြူပြီးတဲချမ်းကိုအပူပေးတယ်ပြင်ဆင်မှုအားလုံးပြီးသွားတဲ့အခါရောင်ကြားလေးကဒီမီးသွေးတွေကိုပေးဖက်လိုက်ပြီးနေရာလွတ်ယူလိုက်တယ်အပူပေးချိန်ကြာလာတာနဲ့မြအောက်ကတဲချမ်းရဲ့အပူချိန်ကအနည်းဆုံးဒီဂရီ100လောက်ရှိနေပြီမုံညက်ကိုဖြူပြီးတာနဲ့ရောင်ကြားလေးကမုံညက်ကိုအပေါ်ကတင်လိုက်ပြီးလက်နဲ့ဖိခောက်လိုက်ကအပေါ်မှာမုံညက်ထပ်ဖြူပြီးညီအောင်ပြန်ညှိလိုက်တယ်နောက်တစ်ဆင့်ကတော့မုံညက်ကိုတဲချမ်းနဲ့ပြန်ဖုံးလိုက်တာပါအပူညီညာမှုမရှိအောင်ကာကွယ်ဖို့အတွက်တဲတွေကမီးထွေးအကြီးစားတွေကိုထုတ်ပြဖို့လိုအပ်ပါတယ်တဲချမ်းနဲ့လုံးဝဖုံးအုပ်ပြီးတာနဲ့မီးသွေးတွေကိုအပေါ်ကတင်လိုက်တယ်ဒီနောက်မှာတော့နာရီဝက်လောက်ဆောင်ပြီးမီးသွေးတွေလောင်ကျွမ်းသွားတဲ့အခါပေါင်မိုးကအခြေခံအဖြစ်အပြည့်မှရှိနေပြီတဲကနှိုက်ထုတ်လိုက်ပြီးအပေါ်ကဖုံတွေကိုတန်ရှင်းရုံနဲ့စားလို့ရပါတယ်ဒီနီးနဲ့လှုပ်ထားတဲ့ပေါင်ပုံးရဲ့အရာပါကိုတင်ဘလို့ထင်လဲအားလုံးကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်နော်